Okay so တော့ဒီနေ့ကျွန်တော်လေ့လာခဲ့တဲ့ဒီအဖောက်ထဲကတစ်ခုဖြစ်တယ်ပေါ့နော်ဒီ figure productivity ပေါ့နော်အဲ့ထဲကကျွန်တော်ကဒီနေ့ပြောသွားမှာကဘယ်ဟာပြောမလဲဆိုတော့ကျွန်တော်တို့ဒီသူပြောရတဲ့ထဲမှာပေါ့နော်ဒီ important and build ဆိုတဲ့ဒီ theory တစ်ခုထဲမှာသူအပိုင်း၃ပိုင်းခွဲပြီးပြောသွားရပေါ့အဲ့အပိုင်း၃ပိုင်းနဲ့ကမှပထမတစ်ပိုင်းဖြစ်တဲ့ feeling good boost our energy ဆိုတဲ့အပိုင်းကိုပြောပါပေါ့နော်ဆိုတော့အဲ့ feeling good boost our energy မှာဆိုရင်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ energy state ကို boost ဖြစ်လာဖို့ရတာကျွန်တော်တို့ရဲ့ခံစားချက်တွေကအရေးကြီးရဆိုတဲ့အကြောင်းသူရှိမှရှင်းပြသွားတယ်သူအဲ့အကြောင်းဒီမှာအသေးစိတ်ပြန်ပြီးတော့နေတော့လောက်ထားရပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုရင်ကျွန်တော်တို့အနေနဲ့ဗာလေးတွေကိုတွေ့ရမလဲဆိုတော့ပထမအဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့ဘေးမှာရှိရလူတွေကကျွန်တော်တို့အတွက်အရေးပါတယ်ဆိုတော့ဘာဖြစ်လို့ကျွန်တော်တို့ရဲ့ဒီကျွန်တော်တို့ကို inspire ဖြစ်စေပြီးတော့ focus and motivated ပေါ့နော်ဖြစ်စေရအတွက်လဲဆိုကျွန်တော်တို့ရဲ့ဒီ goals တွေ achieve လုပ်ဖို့ပေါ့နော်အဲ့မှာဆိုရင်ပြန်ပြီးတော့နေတော့လောက်လိုက်တယ်အဲ့ဒါဘာလဲကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာhormone ပေါ့နော်အဓိကကျွန်တော် feel good ဖြစ်သွားစေမယ့် hormone လေးမျိုးရှိတယ်အဲ့ဒါကဘာလဲဆိုတော့ပထမတစ်ခုက endorphin ဖြစ်တယ်ဒုတိယတစ်ခုကကျserotonin ဖြစ်တယ်တတိယတစ်ခုကကျ dopamine ဖြစ်တယ် dopamine ကလူတိုင်းကြီးပါသိတဲ့ဟာအရာတစ်ခုပေါ့နော်နံပါတ်၄ခုမြောက်ကဘာလဲဆိုတော့oxytocin လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ပထမတစ်ခုဖြစ်တဲ့ endorphin ကျွန်တော်ဒီဗီဒီယိုမှာကအဲ့လေးခုကိုအဓိကပြောသားမှာပေါ့ဆိုတော့ပထမတစ်ခုက endorphin ကကျွန်တော်တို့ဒီဘယ်ကနေရလဲဆိုတော့ physical activity ကနေပြီးတော့ရတယ်နောက်တစ်ခါကျွန်တော်တို့ရဲ့ဒီ stress တွေ pain တွေအတွက်ဒါကုသပေးနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီ physical activities တွေကနေကျွန်တော် happiness ကိုရတယ်အဲ့မှာဆိုကျွန်တော်ရဲ့ဒီဆပြီးတော့ listening လုပ်တဲ့အခါမျိုးမှာဆိုရင်ကျွန်တော်မမြောက်နိုင်တာတို့ဒါမလုံနိုင်တာမျိုးရှိရပေါ့အဲ့ဟာတွေကိုဖြစ်စေရပေါ့အဲ့ကနေကျွန်တော်တို့အောင်မြင်သွားတဲ့အခါမျိုးဆိုရင်ကျွန်တော်အောင်မြင်သွားတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်physical activities ကနေရပြီးတော့ကျွန်တော်တို့လုံနိုင်သွားရဲဆိုတဲ့ဟာမျိုးလို့ကျွန်တော်ထင်တယ်အဲ့ရနေပြီကျွန်တော်ရဲ့ energy state motivation တွေကို increase လုပ်ပြီးရဲပေါ့နော်နောက်တစ်ခုကကျ serotonin ကကျွန်တော်ရဲ့ဒီခံစားချက်တွေအိတ်တဲ့ဟာတွေပြီးတော့စားချင်စိတ်ဖြစ်ဖို့ရဟာမျိုးတွေပေါ့နော်အဲ့ဒီဟာကနေလာတယ်ဆိုတော့ဒီမှာဆိုရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့ energy state ကပေါ့နော်အဲ့ဒီ serotonin ကနေရလာ energy တွေကနေပြီးတော့ကျွန်တော်တို့ဒီ how can I say ကျွန်တော်တို့ဒီခက်ခဲတဲ့အလုပ်တွေဒါမှမဟုတ်ခက်ခဲတဲ့ task တွေကိုဖြည့်ရှင်းပေးဖို့အတွက်ပေါ့နော်that will be helpful ဆိုတဲ့ဟာမျိုးအဆင်ပြေစေမယ်ဆိုတဲ့ဟာမျိုးကိုဒီမှာပြထားရဲပေါ့နော်နောက်တစ်ခုက dopamine ကလူတိုင်းသိကြရပေါ့နော်လူတိုင်းလည်းအဲ့လိုမျိုးပုံမှန်အဖြစ်အခြေခံအဖြစ်လူတိုင်းပေါ့နော်သူတို့ဒါရအောင်လုပ်ကြတယ်ဆိုတော့အဲ့ဟာကိုဒီမှာကျဘယ်လိုခေါ်ထားလဲဆိုတော့ reward hormone ဆိုပြီးတော့ပြောထားတယ် reward hormone ပေါ့နော်ဆိုတော့တစ်ခုအောင်မြင်သွားလို့ရလိုက်တဲ့ hormone ဆိုတဲ့ဟာမျိုးအဲ့မှာဆိုကျွန်တော်တို့အဲ့ဟာတွေကဘာကိုကူညီပေးလဲဆိုတော့ကျွန်တော် motivation နောက်တစ်ခါကျွန်တော်တို့ရဲ့ pleasure တွေကိုကူညီပေးတယ်နောက်တစ်ခါကျတော့အဲ့ဒီကနေပဲကျွန်တော်တို့ဒါကစိတ်ကျဉ်နှံမှုဆိုတဲ့ဟာကိုဒါသူကဖန်တီးပေးရပေါ့နော်ဖန်တီးပေးရဆိုတာထက်ဖြစ်ပေါ်စေတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဆို dopamine ကကျွန်တော်တို့တစ်ခုခုကို task တစ်ခုခုဖြစ်လို့တစ်ခုခုကို focus ကောင်းပြီးလို့အတွက်အဲ့ဟာလေးအကူညီပေးရပေါ့နောက်ဆုံးတစ်ခုအနေနဲ့ oxytocin ဆိုတဲ့ဟာလေးပေါ့ oxytocin ရဲ့ကျွန်တော်ဘယ်ကနေလာလဲကျွန်တော်တယောက်နဲ့တယောက် communication လုပ်တဲ့အခါမှာကျွန်တော်ရဲ့ယုံကြည်မှုတွေတယောက်နဲ့တယောက်ပေါ့နော်ဒါနှစ်ယောက်ကြားက relationship တွေအဲ့ဟာတွေကနေပြီးတော့ဒါ oxytocin ကနေလာတယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်ဒါကိုချစ်ရတဲ့သူတွေကအရေးကြီးရယ်ဆိုကိုချစ်ရတဲ့သူတွေပြောနေတယ်လို့ပြောပဲပေါ့နော် I think that become from that I think so ဆိုတော့အဲ့မှာဆိုရင်ဒီ oxytocin ကနေပြီးတော့ကျွန်တော်ရဲ့ဒီတယောက်နဲ့တယောက်ပေါ့နော်ချိတ်ဆက်နိုင်စွမ်းတွေကိုမြင့်တင်ပေးတယ်နောက်တစ်ခါကျအဲ့မြင့်တင်ပေးရနေပြီးတော့ရှင်မှုရလာပြီးတော့အဲ့ပြရှင်မှုကကျွန်တော်ရဲ့ productivities ကိုတိုးစေရပေါ့နော်ဆိုတော့ဒီနေ့ထဲမှာဖတ်ထားတဲ့အများကြီးတွေကပေါ့နော်ကျွန်တော်ဆိုရင်အများကြီးဆိုပေမဲ့လည်းအများကြီးတော့မဟုတ်သေးဘူးပေါ့နော်ဆိုတော့အဲ့ထက်ကဒီနေ့ပြောတဲ့ဒီနေ့ဖတ်တဲ့ chapter တွေကပေါ့နော်အဲ့ထက် narrow down လုပ်ထားတဲ့တစ်ခုကကြတော့ဗာလဲဆိုတော့ဒီ importance and build ဆိုတဲ့ဟာအဲ့ importance and build မှာဆိုရင်အပိုင်း၃ပိုင်းပါတယ်ဆိုတော့အပိုင်း၃ပိုင်းဗာလဲဆိုတော့ feeling good boost our energy feeling good reduce our stress and feeling good and enrich our lives ဆိုတဲ့ဟာအဲ့ထက်ကနေပြီးတော့ feeling good boost our energy မှာဆိုရင် 4 types of hormone ဆိုပြီးပြောထားတယ်အဲ့4 types of hormone ရဲ့ဒီ4 type လေးမျိုးရဲ့ hormone ကြောင့်ပြပြပေးသွားဖြစ်တယ်